OK ဒီကနေ့ကျွန်တော်မြန်မာလိုပြောမယ်ကျွန်တော်မြန်မာစကားသိမရဘူးဒါပေမဲ့ကျွန်တော်ကြိုးစားပြီးပြောမယ်ခင်ဗျားတို့ကြိုးစားပြီးနားထောင်ကြဘာဖြစ်လဲဆိုတော့ဇုံချီတူရီကျွန်တော်ပြောတာဇုံချီတူရီအသက်ရှင်နေဖျားကိုဇုံချီတယ်ဝိညာဉ်တော်ဖျားကိုဇုံချီတယ်ဖဖျားဇုံချီတယ်ဆိုလို့ရှင်တေချာနာထောင်ခင်ဗျားငြေးပြီးတော့မလားခေါင်းကန်တော့မလားဆိုတော့ခင်ဗျားအခုဒီကနေ့ခင်ဗျားချစ်ချင်းသိမယ်ကိုယ်နဲ့ကိုသိမယ်ကျွန်တော်မှန်တိုင်းပြောမယ်ကျန်းစာကိုဖျားနောက်ကပတ်တော့ကြိတ်တယ်လို့ဟောတယ်လို့ငြေးပြီးတော့တယ်အဲ့တော့ကျွန်တော်ကျိုးစားပြီးအကုန်လုံးကျွန်တော်ဒီကနေ့အနေနဲ့ပြောမယ်နော်别人看起那些呢看嘅ဆက်ကနေစကိုဖဲတယ်လို့ကောင်းငယ်ပြီးတော့တယ်စီမတဲ့看起那些看嘅那些အကုန်လုံးငါပြောတဲ့ပြောပါအသိရှင်တွေပြောတယ်ကျွန်တော်ခုပြောလို့စားနံပါတ်1ကျွန်တော်ပြောမယ်နံပါတ်1 idol ဇုံချီတူနဲ့ idol မဆိုင်ဘူးခင်ဗျ idol မှာ多嘞多鼓励嘞乌上多路嘞多进步的时候是ခင်ဗျငေးပြီးတော့မယ်ကျွန်တော်ကျမ်းပဲပြောနေ idol နောက်ဆို sex နာဘူးဒီလိုဒီနောက်ကျတော့လူမျိုးခွဲချက်ဘာသာခွဲချက်မိဘစကားနားမထောင်ကိုအိမ်ကိုမိသားစုခွဲမထင်းနိုင်မကူညီရှင်ဘူးဆရာကြီးဒီကျွန်တော်ပြောတာအမြဲပဲဆရာကြီးဒီနော်သူခင်ဗျမိသားစုခွဲမထင်းနိုင်ဘူးခင်ဗျနာဘူးဖာကောင်းဖြစ်တော့တယ်ဖာတယ်မဖြစ်တော့တယ်အဲ့ဒါဆိုကျွန်တော်ဟောတယ်ရန်ကုန်မှာဆရာကြီးဒီလိုက်ဖာကောင်းဖာတယ်မအမြဲပဲကျွန်တော်သိတယ်ကျွန်တော်ခုဟောမယ် idol ကျွန်တော်ရေးပြမယ် idol မှာဦးဆောင်သူလူနော် idol ဆိုတာကျန်းစာနဲ့အင်္ဂလိပ်လိုကျန်းစာနဲ့ဖတ်ကြည့်လိုက်ပါ idol ဆိုတာဘုရားတကယ်နဲ့ငေးပြီးပို့တာ idol ကထွမြေကျန်းခန်းကြီး30နှစ်ခန်းငယ်တက်ကနေ10ခန်းငယ်တက်ကနေ35အကုန်လုံးဖတ်ကြည့်လိုက်အာရောနာ idol တို့သူဖန်ဆင်းနောက်ပိုင်းမှာသူတို့ကူကွယ်တယ်နောက်ပိုင်းမှာဘာဖြစ်တော့လဲသူတို့ကနာဘူးအကုန်လုံးဖာတယ်မဖြစ်တော့အကုန်လုံးအဲ့တော့ပဲဖျက်ပြန်တပ်ပလိုက်အကုန်လုံးတိလားမိုးဆက်စ်နဲ့ဂျော့ဆက်နဲ့ဂါလက်နဲ့တုံးရောက်ပဲအသက်ရှင်နေကျန်တဲ့လူအကုန်လုံးတပ်ပလိုက်တာဖျက်ပြန်မထားဘယ်မှာလဲသူတက်တဲ့နေရာထွမြေကျန်ခန်းချင်း30နှစ်တိကနေ35တိစဖတ်နောက်ကျတော့တော်ရကျန်ခန်းချင်း26ခန်းငယ်65ဖတ်ကြည့်လိုက်နောက်ကျတော့တိကောခန်းချင်း10ခန်းငယ်6ကနေ7ဖတ်ကြည့်လိုက်3ရောက်ပဲအသက်ရှင်နေကျန်တဲ့လူအကုန်လုံးဖျက်တယ်ကနော်ဘုံကတမာရီလည်းခိုင်းတယ်မွေဆူလည်းခိုင်းတယ်နောက်ကျတော့ကင်ဆာရောဂါတွေလီဖက်ရောဂါတွေပြီးတယ်မစ်ကန်ခိုင်းတယ်မိုးဆက်စ်ကိုရတော့မှ3ထောင်ကျော်တပ်ပလိုက်တယ်ကျေချဖတ်ကြည့်နော် idol ဆိုတာအာရုံစင်ကနေလာတာနံပါတ်2 Moses no Solomon ဖတ်ကြည့်လိုက် First King chapter 11 verse 1 to 11ဖတ်ကြည့်လိုက် Solomon လေနာဘူးဖာကောင်းဖြစ်တော့ပြီအဲ့နောက်ပိုင်းမှာ तू က the idol သူဖန်ဆင်းပြီးတော့ तू ကိုယ်တိုင်ကိုယ်ကွယ်တာ idol ဆိုတာကျန်းစာနဲ့ဒီစီဖတ်ကြည့်လိုက်အင်္ဂလိပ်တွေကအမေရိကတွေကအတော့မပြောနဲ့ဖျားတယ်ကနဘာပြောလဲ idol ကျန်းစာထဲမှာ idol ဆိုတာဘာလဲမစ်ရှင်နဲ့ဖတ်အင်္ဂလိပ်ပြောတယ်အမေရိကပြောတယ်တော့အဲ့လိုတော့လူကျမတော့မဟုတ်နဲ့ခင်ဗျားဆုံးတူဆိုလို့စင်ကျန်းစာနဲ့စကားပြောဘယ်ကျန်းပဲမှာ idol ကိုဘီလိုပုံစံတုံးတက်တာလေဖျားတယ်ကနဘီလိုပုံစံလက်ခံတာလေဘီလိုပုံစံမုန်းတာလေခင်ဗျားကျန်းစာနဲ့စကားပြောအလကားဖာကောင်းဒီဦးဆောင်သူတွေတယောက်ဆယ်ဒီအကုန်လုံးခွေးမာသားတွေခင်ဗျားဖာကောင်းဖြစ်ပြီးတော့ခင်ဗျားနောက်လိုက်တဲ့လူအကုန်လုံးဖာကောင်းဖြစ်မှာပေါ့ idol အာရိုနာဖန်ဆင်းတဲ့စင်မှာသူ့ကိုယ်လည်းဖာကောင်းဖြစ်တော့တာဒီစပတ်စီပါအဲ့တော့ပြန်မှာမိုးဆက်စီကလေဗီလူတွေခေါ်ပြီးတော့အကုန်လုံးဓာတ်လေဖြစ်ပလိုက်တာမထားဒီစပတ်နော်နောက်ကျတော့ idol နဲ့ပတ်သက်ကျွန်တော်အရင်ပြောမယ်ဟောစီခန်းကြီးလေးခန်းငယ်ဆက်ခွန်တိဇွန်ခန်းကြီးငါခန်းငယ်27စာလန်106အငယ်36စာလန်96အငယ်9တိကော
ခန်းကြီး30ခန်းငယ်19ကနေ20ဒီကောခန်းကြီး8ခန်းငယ်4 First Corinthians chapter 8 verse 4 First Corinthians chapter 10 verse 6 to 11 First Corinthians chapter 10 verse 19 to 20ဒီစဖတ်ကြည့်လိုက်နော်I don't know butဒါဗျာရိခန်းကြီး20ခန်းငယ်စစ်ကနေ19ဖယ်တယ်လို့အကုန်လုံးတတ်နေသူပြောတယ်ဒါဖယ်လို့မရဘူးအဲ့တော့အခုနာဘူးရှာရီရန်ကုန်မှာဘယ်နေရာမှာဆိုဒီချက်စစ်လိုက်ခင်မျက်စိကရှာကြီးတွေတကယ်နာဘူးလားတကယ်ပတ်စံကူလားတကယ်သူမိသားစုဖွဲ့တကယ်ထင်းနိုင်လားဒီလိလာချက်လိုက်ဒါမျိုးသူမှရှိပြီဆိုသူနာမလဲနဲ့သူဖျက်တော့မှလဲအလူငယ်မထည့်နဲ့သူပတ်စံခိုးတယ်ခင်မသိတယ်ဆိုလို့အလူငယ်မထည့်နဲ့နာဘူးတယ်ဖာကုန်းဖြစ်တော့ဆိုအလူငယ်မထည့်နဲ့ဖာတယ်မဖြစ်တော့ဆိုအလူငယ်တို့အတော့မထည့်နဲ့ကျွန်တော်နေချစ်တယ်မထားဘာဖြစ်လဲဦးဆောင်သူဖြစ်ပြီးတော့ဖာကုန်းဖာတယ်မဖြစ်တော့တယ်တခုဖြစ်တော့ဆိုလို့ရှင်သူနောက်လိုက်တော့ကိုငယ်ပြီးတော့တယ်ဘယ်မှာလဲစင်မတက်ခန်းကြီး23ခန်းငယ်73ကနေ15ခန်းငယ်23ကနေ24ခန်းငယ်33ခင်ဗျားတို့ငဲပြီးသူခေါ်လို့ရတယ်သူလေမထအဲ့တော့အခုမိဘစကနာမထောင်လို့ငဲပြီးတော့တယ်ဒါမျိုးသူတို့ဘယ်မှဟောမှာမဟုတ်မထစင်မတက်ခန်းကြီး15ခန်းငယ်3ကနေ9စင်မမာကူခန်းကြီးခန်းငယ်1ကနေ73မိဘစကနာမထောင်လို့မိဘခရုမဆိုင်လို့ကတပ်ပလိုက်သူကိုကွယ်တာသူလူငယ်ထက်တာကျွန်တော်လက်မခံဘူးဖျက်တကန်ပြောတယ်ဒီစပတ်ဖျက်တကန်လူချစ်တယ်ဒါပေမဲ့သူခန္ဓာကိုချစ်ပေမဲ့လည်းသူတွေးတောက်မမဘူးဆိုလို့ရှိရင်တော့သူတွေးတောက်မပြောလဲဘူးဆိုလို့ရှိရင်သူတပ်ပလိုက်တာမထားတိရှာကျွန်တော်ဟောတာမဟုတ်ဘူးကျန်းစာပြောတာနောက်ကျတော့နာဘူးဖာကောင်းဖာတယ်မစိတ်ရှိနေတော့ပဲသူနေမသူမျိုးချက်ခူးနေတော့ပဲကိုရောက်ချက်မဟုတ်ပဲနဲ့ကိုမမဟုတ်ပဲနဲ့အိမ်ထောင်မချက်ပဲနဲ့ဟူရောက်ချက်ဒီမမတိုးလို့လိုက်ဒါမျိုးတွေယုံကြည်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါမျိုးတွေဖြစ်တယ်ဆိုတော့အကုန်ရေးပြတော့တယ်ဘယ်မှာလဲတက်ကိုတက်ပလိုက်တယ်တေဆိုနဲ့တေတယ်ဘယ်ရခန်းတင်းနဲ့ခန်းငယ်20ကနေ23ဘယ်ရခန်းတင်းနဲ့ခန်းငယ်20ကနေ23စမတခန်းကြီး24ခန်းငယ်36ကနေ51လူကာခန်းကြီးစခန်းခန်းငယ်26ကနေ30ကြည့်စဖတ်ဖာကောင်းစိတ်ဆန္ဒဖာတယ်မစိတ်ဆန္ဒနောက်ကျတော့ခင်ဗျအင်ကြီးဝတ်တာမင်္ဂလိခင်ဗျဖာတယ်မအင်ကြီးမဟုတ်နဲ့မထားဝတ်စစ်ဦးဆောင်ပြီးတော့ဖာတယ်မအင်ကြီးဝတ်လိုက်ဖာကောင်းအင်ကြီးဝတ်လိုက်ခွိတော်စားတယ်တော့တန်ကြခန်းချင်းခန်းငယ်ဆယ်မှာဖတ်ကြလိုက်ဖာတယ်မအင်ကြီးဝတ်ပြီးတော့သူကဟူလူငယ်တွေခုပလိုက်တယ်ကျင်းစာပြောတယ်အဲ့တော့အိုက်ဆာရခန်း3ခန်းငယ်16ကနေ26ဖတ်ကြလိုက်ခင်ဗျာဒါမျိုးအင်ဂျီဝင်နေတော့မယ်ဆိုလို့ကျွန်တော်ခင်ဗျာကိုလီဖြတ်ကန်စာပြလိုက်မယ်ဖျက်ပြောတယ်ဒီစဖတ်နောက်ကျတော့ခင်ဗျာတားသမီးမထင်နိုင်ဘူးဆိုလို့ခင်ဗျာငဲပြီးတော့တယ်တောင်းဆယ်ဖြစ်ဘာပဲဖြစ်ဒီစမသားခင်ဗျာတားသမီးမထင်နိုင်ဘူးလမ်းမပို့နိုင်ဘူးကျန်းစာနဲ့တော့ကပါတော့နဲ့အပုံမအသက်မရှင်းအသက်ရှင်တော့ခင်ဗျာလမ်းမပို့နိုင်ဘူးဆိုခင်ဗျာငဲပြီးတော့တယ်မာကူခန်းကြီးခန်းငယ်40နှစ်ကနေ50တော့တန်တဲ့ခန်းကြီး19ခန်းငယ်16ကနေ70ဖတ်ချလိုက်ကျွန်တော်ရကပြောတာမဟုတ်ကျန်းစာဆိုတော့ပြောမယ်နော်နောက်ကျတော့မတန်းရှိတဲ့ပတ်စံတေဝရှရီဖာရီရေဗန်ဒီဒေါက်တာရီမာစတာရီမထားလိုက်မတန်းရှိတဲ့ပတ်စံလေရာညာရာခူရာဒမြက်တိုက်တာနံပါတ်4ဆောင်တာဘင်းရောင်းတာလင်းတဲ့ဒီဆောင်တာဒီတနက်ဒီဆောင်တာဒါမျိုးပတ်စံဒီငါတို့တင်းတော်မှာမဝင်ခိုင်းနဲ့ဒါမျိုးနဲ့အသက်မရှင်နဲ့ဒါမျိုးနဲ့အသက်ရှင်နေလူတွေငါတို့တင်းတော်မှာလက်ခံလို့မရသေးဘူးအဲ့ဒါမျိုးခင်ဗျမဟောဘူးဆိုလို့ရှိရင်ခင်ဗျဖာကောင်းခွေတော်စားမွေဆုပ်ငဲပြီးတော့တယ်ဘယ်မှာလဲကျန်းစာပြောတာနော်မွေဆိုတာဘယ်မှာလဲစီမတက်ခန်းကြီး23ခန်းငယ်33မွေဆုပ်လင်းလာပဲဟောတယ်နောက်ကျတော့စာတန်ဆိုတော့ဘယ်မှာလဲစီဇန်ခန်းကြီးခန်းငယ်44ကနေ45ခင်ဗျတို့အဖေစာတန်ခင်ဗျတို့စာတန်တဲ့အသက်ရှင်တယ်သူပြောတယ်အဲ့တော့
มาตั้งเส้นประสานสุดไปมาเลยมาลาคีคันที่ติดขังเงเจ้ากันนี่เซลีมาลาคีคันที่นี่ขังเงนี่กันนี่กูสิมาเตคันที่เสกคนขังเงงากันนี่สิสิมาเตคันที่เสติดขังเงเซนี่กันนี่เสชอบเต้นเปียตัวมาซีดีจงเลยคุยดีจงเลยไอ้จงเลยวัดตาจงเลยเมตตาจงเลยคุยตรงซาพากงเตียวเสรีพาแต่มาเตียวเสรีคุยกองดียิสุพิจารณ์นี่เรากุตัดไปมาท่านี่เราว่าคอมพานีทิ้งน่ะล่ะคอมพานีทุกคนตู้มาล้อสิเดเอซิทุกคนตู้มาล้อสิเดพิจารณ์กันนะตู้พิจารณ์จงบลูปงซันอัตสิงห์น่ะล่ะคิดว่าตีจะพัดสิมาแต่คำจีนั่นสติขังเงี้ยเส้นนี้กันเนี่ยสักคนพัดจานดาตัวมันพัดเนี่ยเจ้าสาวพัดเลยพิจารณ์ตัวมาบ้าจงเราไม่เอาบ้ามาหวยเราไม่เอาทีละมาตั้งเส้นภาษาหวนข้าเราไม่เอาใช่ไหมแต่คำจีนั่นสักคนขังเงี้ยงากันเนี่ยกูเจ้าพัดมาตั้งเส้นภาษาพิจารณ์ตัวมาหวนข้าเนี่ยสุบิโรล้มไปเลยละพิจารณ์ทีละหัวสีขันจีลีขังเงี้ยลีกันเนี่ยชิดเอซิเกลขันจีงาขังเงี้ยกูกันเนี่ยเสนิทเอซิเกลขันจีตรงเส้นลีขังเงี้ยติกันเนี่ยงาเคมีรู้ตาตามีรีจนเอาเจนชิอามันกระพิกให้เมบิตูมาจนตรงมาโมโหตุเปร่อะคุเคมีเตี้ยวเสพิเดเคมีตาตามีบาพิตัวนั่นเลยฮะพากงพิเดอาจจะตามาพิเดบิงตามาพิเดเคมีพากงพิโดตุพากงพิดาเคมีมาตั้งเส้นภาษาสารุตัวขนาดกูเทมาตั้งเส้นวันตัวละ对了你เราเตี้ยวเสรีอามันกันหัวมางาเรานกลูรีอามันกันเตชิมาบ่มาตั้งเส้นภาษาเนี่ยเคมีอัตเตมชินเนี่ยดามิวลูรีเงี้ยปีตัวเนี่ยเคมีหอบบุละคุยกันนาบุเลยลูเงี้ยปีตัวเนี่ยเอลูอัตเตมชินเนี่ยหอบบุละฮะนาบุเสียดีเงี้ยปีตัวเนี่ยเป็นมาเลยปีตาดูเตส่งขัดจีติกันนี่เช่าขังเงี้ยข้อมาขังเงี้ยเสลีกันนี่เนสติติชาพัชเลยโปรเฟลพิดเดพาราพิดเดพาโรเลพิดเดด็อกเตอร์พิดเดเรเวลพิดเดพาสโตร์พิดเดดับเบิลตัวพากงพิดตัวละเอ็นเอาไปเพียร์กันนะเงี้ยบีปูระเปลี่ยนเปลี่ยนไหมปีตาดูเดียส่งขันจีนี่ขังเงี้ยติกันนี่เช่าขังเงี้ยเสลีกันนี่เนสติติชาพัชเลยเงี้ยบีตัวเลยพากงเสียดีเมียบีมาอัตตาปงจีหูเลี้ยงไรดีเลี้ยงไรเนี่ยตัวเมียมาคู่ไรเนี่ยตัวเมียตาเมียรู้ไรเนี่ยไปสานเนี่ยหวยไรเนี่ยละก้าก่อนดิคิเมียรู้ดาเมียมาหอบุษเลยคิเมียรู้เพียรู้มั่งหัวละอ่ะกงรู้หอว่าตัวเพียเลย对了နောက်ကြတော့အတင်းတော်သူမြတ်တင်းတော်စော်ကားတယ်သူမြတ်လူမျိုးဟိုအမဲဒီအဖြူဒီဗမာလေးရှင်းဒီကရင်ဒီကရှင်ဒီစခိုင်ဒီဘာညာဒီဒါမျိုးစိတ်ပုတ်ခွီးတော်ဆောက်ဦးနောင်နဲ့သူမြတ်လူမျိုးစော်ကားတယ်သူမြတ်တင်းတော်စော်ကားတယ်လို့ငဲပြီးသွားတယ်တီဆွနဲ့တီတယ်ငဲပြီးသွားတယ်ဘယ်မှာလဲရှင်ကျောင်းဟန်တိဇွန်ခန်းချီတုံခန်းငယ်กูกันนี่เซงะดิสะพัด first one chapter 3 verse 9 to 15กาลาตีคันจิงะคังเงสกุกันนี่20ดิสะพัดလူမျိုးခွဲချက်ဘာသာခွဲချက်တီရှုတီပြငေးပြီးတော့တယ်ကျွန်တော်ပြောတာမဟုတ်ဘူးဇာကုတ်ခန်းချင်းနဲ့ခန်းငယ်တစ်ကနေ73ပညာရှိလူတွေလာရီခွဲချက်ချမ်းသာရေးရှင်းရည်ခွဲချက်ငေးပြီးတော့တယ်မထားကျွန်တော်ဟောတာမဟုတ်ဘူးကျန်းစာပြောတာနောက်ကျတော့တစ်ကောခန်းချင်းတစ်ခန်းငယ်စနစ်ဒါမျိုးလူမျိုးခွဲချက်ဘာသာခွဲချက်စိတ်ပုတ်စိတ်နေတော့မဆိုလို့ရှိရင်ခင်ဗျားတို့နတ်ကုကွယ်နဲ့ဘာမှမထူဘူးအတူတူပဲသူပြောတယ်တစ်ကောခန်းချင်းလေးတစ်ကောခန်းချင်းတုံးခန်းငယ်တစ်ကောခန်းချင်းတုံးခန်းငယ်လေးခင်ဗျားတို့ဒါမျိုးငါတို့တဲတော့သူတို့တဲတော့ဒါမျိုးစိတ်ရှိနေတော့မဆိုလို့ရှိရင်ခင်ဗျားတို့ကုကွယ်လာကားပဲသူပြောတယ်ကျွန်တော်ပြောတာမဟုတ်ဖျားပြောတယ်နော်နောက်ကျတော့ second king chapter 17 verse 12 idol အခုနောက်ဆုံးမှာအသက်ရှင်နေဖျားယေရှုပြန်ကြွလာချိန်မှာဘီလိုပုံစံအတူအလုပ်မလဲမထားကျွန်တော်ဟောမယ်ခုဂျုံချီတူရီမဂျုံချီတူရီတေရှာမထားပါကျွန်တော်ခင်ဗျားတို့ချစ်လို့ပြောတာပါနော်ခင်ဗျားဂေါင်းကန်တော်မယ်ဆိုလို့ရှိရင်ဒီကျန်းစာတေချာဖတ်ကြလိုက်
ဒီချက်ဖတ်ကြည့်လိုက်အင်္ဂလိပ်လိုဗမာလိုဘာစာနဲ့ဖတ်ကြည့်လိုက်ခင်ဗျာ microchip 66663လုံးဒါကိုခင်ဗျာသုံးပြီဆိုလို့ရှိရင်မဟောတယ်လို့ရှာတယ်အကုန်လုံးဖာတယ်မဖာကောင်းငဲပြီးတော့မယ်မထားခင်ဗျာအဆိုင်တော့မဟောနဲ့ကျန်းစာတဲ့အကုန်လုံးအမှန်ကန်ဟောခွီတော်စားရီ gospel ပတ်ပြီးတော့ဘာမှမဟောဘူးဒါမျိုးအသက်ရှင်လို့ရှိရင်ငဲပြီးတော့ရဆိုတာမပြောဘူးခွီဆုပ်တယ်အဲ့ဒါမျိုးတွေကဖိလိပ္ပိခန်းကြီးတုံးခန်းငယ်19မှာသူတို့ကငဲပြီးတော့မလို့လေ gospel ဆော့ဖလို့လေကျွန်တော်ပြောတာမဟုတ်တီတုစ်ခန်းကြီးခန်းငယ်7ကနေစလီပိုင်ဆန်လာဖို့ဟောတယ်ခွီအလကာခွီတော်စားရီသူပြောတယ်ကျန်းစာပြောကျွန်တော်ပြောဖတ်ချလိုက်တီတုစ်ခန်းကြီးခန်းငယ်7ကနေစလီခွီလို့ခေါ်တယ်နော်ပိုင်ဆန်လာဖို့ဟောတယ်လို့ဒီโอเคအခုမိုက်ကို666ချက်တုံးတယ်လို့ရီခင်ဗျာဘေးအတင်းတော်လေစမ်းတဲ့အတင်းတော်လားစားပတ်တင်းတော်လားဘူရီစလာမူစလင်လားဘာအတင်းတော်လေဘာခိုင်ကနာလေငဲပြီကူတော့လေတီဆွတ်တီလေတီချက်ဖတ်ဘေရိခန်းချင်းနစ်ခန်းငယ်23ဘေရိခန်းချင်းစက်ကိုအငယ်ခွန်ကနေစစ်မှာယေရှုဖျက်ပြန်တော့ရစိမှာတကယ်သူပြောတဲ့ရှင်လူသူအရှင်လည်းနဲ့သူခေါ်တော့တယ်ဒါပေမဲ့သူပြန်တော့ရစိမှာဒီ63လုံး3လူကြတော့သူပြောတယ်ခန်းငယ်စစ်ကနေ27မှာသူကိုယ်တပ်ပလိုက်တာခင်မဟောဘူးလားခွေးကောင်ခင်မဒေါက်တာဖြစ်တယ် Reverend ဖြစ်တယ်ဖာရာဖြစ်တယ်ခင်မဒါမျိုးမဟုတ်ဘူးဆိုရင်ခင်ဘာလဲခင်မလူမချစ်တာခွေးကောင်တကယ်ချစ်တယ်ဆိုတော့ဒါမျိုးဟောတာနဲ့မတုံးနဲ့မပတ်တဲ့နဲ့မုံပါယွန်းပါအဲ့လိုဟောတာမယ်တင်းတိပါစီတော့မတုံးဘူးအဲ့လိုဟောတာမယ်နောက်ဆုံးမှဒါဘာဖြစ်လို့တုံးရမှာလဲလူအမြဲရပိုက်ဆံတုံးလို့မရဘူးဘဏ်ကောက်တုံးလို့မရဘူးမပုံတင်ဒီ ID ဒီpassport ဒီတုံးလို့မရဘူးဒါဦးခင်ဗျတွေ့တာထဲမှာထည့်လိုက်မယ်အဲ့ချိန်မှာပိုက်ဆံလည်းမလို့တော့ဘူးမပုံတင်ဒီ visa တွေမလို့တော့အကောင့်တွေမှာရှိပြီးသားဒါဦးသူပြောတာဘယ်ရခန်းကြီးစစ်တုံးခန်းငယ်16ကနေဆက်ဖတ်လိုက်အဲ့မှာဒါဦးမရှိဘူးဆိုရင်ဝယ်လို့မရရောင်းလို့မရထုတ်လို့မရဒါပေမဲ့ဒါပညာလို့တဲ့သူပြောတယ်အဲ့ပညာဘာလဲဘယ်မှာလဲဘယ်ခန်းကြီး16ခန်းငယ်နစ်မှာဒါချက်တုံးလုံးရတယ်လို့ကသူ့ခန္ဓာကိုယ်မှာကင်ဆာပေါ်လိုက်မယ်သူပြောတယ်အဲ့တော့ဒါကုသွေးသားထဲမှာထဲမြောက်စာတိချာမထားလိုက်စားတယ်လည်းမဟုတ်ဘူးစားပတ်လည်းမဟုတ်ဘူးခွေးဝနာနဲ့တော့မဖတ်နဲ့ဘယ်ခန်းကြီး16ခန်းငယ်နစ်မှာပေါ်တယ်စားတယ်မဟုတ်ဘူးစားပတ်မဟုတ်ဘူးဘာမဟုတ်ဘူးခင်ဗျသွေးသားထဲမှာထဲလိုက်နေတာမထားမင်းထဲပြီးဆိုရှင်နာဇောကဆူဝင်လာမယ်ကျန်စာပြောတယ်နော်အဲ့တော့ဘယ်ခန်းကြီးစလီခန်းငယ်9ကနေ73တကယ်ငဲပြီမပို့တယ်မီးစုပလိုက်လားတွေ့လားဘယ်ခန်းကြီး20ခန်းငယ်4ကနေစနစ်ဖတ်ကြည့်ပါဘုံကင်တမန်ကိုဖဲတကယ်နဲ့လွတ်ပြီးတော့ဒီအမတ်တာဒီ63အမတ်တာရှိတယ်လို့လာမခေါ်လာနဲ့သူပြောတယ်โอเค63ပတ်ဒီလောက်အခုယေရှုပြန်ကြွလာချိန်မှာ तू အလုတ်နခုရှိတယ် तू ပြောတဲ့အသက်ရှင်လူတွေကရှင်အရှင်လက်နဲ့ तू ခေါ်တော့တယ် तू ပြောတဲ့အသက်ရှင်မရှိတဲ့လူတွေမဟောတဲ့လူတွေကြတော့အကောင်လုံးသူ့ကိုယ်တတ်တယ်ကျွန်တော်ပြောမယ်နော်ခုဘယ်မှာလဲဘယ်ခန်းကြီးစကိုခန်းငယ်ခွန်ကနေ21အကောင်လုံးတိချက်ဖတ်ဘယ်ခန်းကြီး21ခန်းငယ်29မှာ तू ကအဲ့တခါပေါ့မှာဆောင်းပြီးတော့ငါကျတဲ့အသက်မရှိမှုထွက်တော့ပါ तू ပြောတယ် तू တခါပေါ့မှာ तू ဆောင်းနေတယ်နောက်ကျတော့စီကြောင်းခန်းကြီးငါရောင်းခန်းကြီးငါခန်းငယ်29မှာခင်ဗျာအသက်ရှင်တာငါကျတဲ့ခင်ဗျာအသက်မရှိဘူးထွက်တော့ပါ तू ပြောတယ်နော်နောက်ကျတော့ရှင်မတဲ့ခန်းကြီးခန်းငယ်21ကနေ23ငါအဖေအလိုတော်တက်ခင်မြတ်သိမရှိဘူးထွက်တော့ပါခင်မြတ်နဲ့စုမောင်းထုတ်တယ်ပေါ်ဖက်ဖြစ်တယ်ဖာရာဖြစ်တယ်ဖာရာဖြစ်တယ်ဒေါက်တာဖြစ်တယ်ဆိုတော့လက်မခံဘူးခင်မြတ်နာဘူးတယ်သူမြတ်တဲ့ဆော့ကားတယ်သူများလူမျိုးတွေဆော့ကားတယ်ခင်မြတ်တာတမင်မထင်နိုင်ဘူးခင်မြတ်မိသားစုဖွဲ့ယူမချစ်ဘူးခင်မြတ်တဲ့တော့ဒီလက်ပြပလိုက်တယ်အဲ့လိုပုံစံတွေတကယ်ငြဲကြီးဘယ်မှာလဲရှေးဆောင်ခန်းတဲ့ခန်းငယ်စက်တကနေစခွန်ဒီအတန်းတော်ကနေဟိုအတန်းတော်ပြောင်းဒီဇော်ကနေဟိုဇော်ပြောင်းအဲ့ဒါမြောက်တန်းဆရာကြီးကဖာကောင်းဆရာကြီးသူ့အဆိုင်သူ့လို့တယ်ဖျားပြောတယ်နော် John chapter 10 verse 11 to 17
You need to look Bible. You cannot moving. Kimi mati masih kimi tendo kimi usang zame. Bitu we soka lo mayau kimi ti masih kimi tholo mayau. Mata. Piang lo mayau. Hu piao bi piao sura asang to be lo ri. Tiang lo. Mati yau sun amu ro ma song ne khui ko di. 嗱就咯，ခင်ဗျာမိသားစုဖိမထင်းနိုင်ခင်ဗျာခန္ဓာကိုယ်မထင်းနိုင်ဘူးဆိုရှင်လားခင်ဗျာ gospel တော့မလို့နဲ့တေးဥစမလို့နဲ့အမှုတော်မဆောင်လို့ခွေးကောင်းတယ်ဖျားပြောတယ်ဘယ်မှာလဲစင်မတက်ခန်းကြီးခန်းငယ်တော့ကနေလေခင်ဗျာခန်းငယ်တုံးကနေလေခင်ဗျာမရှိမှာခင်ဗျာမရှိအရင်ကြည့်လိုက်သူမျိုးဥစားတော့မသိနဲ့တီမောတေပထမဆောင်ခန်းကြီးတုံးခန်းငယ်တက်ကနေစတုံးသူ့မိသားစုဖိမထင်းနိုင်လို့ဥဆောင်သူဖြစ်ကြဘူးမိမတယောက်ထဲယူမယ်တားတမိထင်းနိုင်မယ်ဖျားပြောတယ်ကျွန်တော်ပြောတာမဟုတ်တီတူးခန်းကြီးတက်ခန်းငယ်ငါးကနေဆက်လက်တေချာဖတ်သူ့မိသားစုဖိထင်းနိုင်မယ်မိမတယောက်ထဲရမယ်တားတမိတေချာထင်းမယ်တီမောတေပထမဆောင်ခန်းကြီးငါခန်းငယ်6ကနေကိုဖတ်ကြည့်လိုက်သူ့မိသားစုဖိကိုမပြူးစုတဲ့လူကငဲပြီးတော့မယ်အဲ့ကျတော့ဇာကုတ်ခန်းကျင်ကခန်းငယ်ဆက်တော့ကနေဆက်ခွန်ဖတ်ကြလားဖျားတဲ့နော်လားစာတန်တဲ့နော်အတဲ့နော်လားနောက်ဆုံးမှာခင်များမှာတကယ်ဘာတကူရှိတယ် prophecy ရှိရမယ်အနေငယ် vision ဇိုပါယုံရှိရမယ်အနေငယ်တကူရှိရမယ်အနေငယ်နတ်စုမောင်းထုတ်ရမယ်အနာငင်းရမယ်အနေငယ်ဒါမျိုးတွေမရှိလို့ရှိရင်ခင်ဗျဖာကောခွီတရောစားနောတရောစားခင်ဗျဆိုင်တော့လို့တာကျန်းစာပြောတယ်ဘယ်မှာလဲลูกาခန်းကြီး14ခန်းငယ်49မာကုခန်းကြီး16ခန်းငယ်16ကနေမာကုခန်းကြီး16ခန်းငယ်16ကနေ20မာတဲခန်းကြီး10ခန်းငယ်1ကနေ8ဒီစပတ်တမန်တော်ခန်းကြီး1ခန်းငယ်4ကနေ10ဒီစပတ်ကျွန်တော်ပြောတာမဟုတ်ဘူးခင်ဗျာဒါမျိုးတကူမရှိဘူးဆိုခင်ဗျာဘာမှမလို့နဲ့ ECC အိမ်မာနေပါသူပြောတယ်နောက်ဆုံးကျန်းစာကောင်းကောင်းနားလဲကြမယ်ကျန်းစာနားမလဲပဲနဲ့ဖျားပြောတယ်ဖျားဖွင့်ပြတယ်ဖာတယ်မခွေတော်စားတယ်ဖာကောင်းတယ် prophet ဒီငါ prophet ငါဖျားဖွင့်ပြတယ်ရှုပ်ပြောနေတယ်ဘာ prophet လဲကျန်းစာနားမလဲဘူးဘာမှနားမလဲဘူးဖာကောင်းတယ်ဖာတယ်မတယ်လက်ကားတယ်ရှယ်ဆိုင်လို့ဖွင့်နောက်ဆုံးကျန်းစာမှာငါပြီးထားတဲ့တကူကိုပိုက်ဆံနဲ့မတော်နဲ့မဝေရမရောရသူပြောတယ်ဖျက်တယ်ပြောတယ်စမတ်ခန်းကြီးစေခန်းအေးခင်ဗျားတို့ကပြီးပါမိသားစုပါအဖာကောင်းနေလေလက်ကားကောင်းနေဆက်ဆိုင်တော့ဖွေအဘမီရောဖွေမထားလိုက်ဒီစမထားဆိုတော့အင်္ဂလိပ်လိုနဲ့ရောမယ်နော် Acts chapter 8 verse 18 to 20တကူဟိုလိုမရဘူးခင်ဗျားဟိုမယ်ဆိုလို့ရှိရင်ကြောင်းမယ်ဆိုလို့ရှိရင်တေးပါဖျားပြောတယ်ကျွန်တော်တာထစ်တယ်โอเคဒီစနောက်ကျတော့ခင်ဗျားတို့စုတောင်းတဲ့အချိန်မှာမွေကြိုက်တယ်နင်တို့ဘာလဲကျွန်တော်စုတောင်းတယ်ကျွန်တော်မြင်တယ်ဖျားပေါ်ပြတယ်ခင်ဗျားတို့ကမွေအကြီးကြီးနကောင်ကခင်ဗျားတို့ဥဆောင်ပြတော့ခင်ဗျားတို့မွေတကူတောင်းတာနင်တို့လူတွေစုတောင်းပြတဲ့အချိန်မှာမွေကြိုက်တယ်ဆက်ဆိုင်စုတောင်းပြပါစုတောင်းပြပါအဘမေစောနေတယ်ကိုမဖျားအမန်တကယ်ဖျားစင်ကနေတကူစီလေဆိုလို့ရှိရင်မွေရကြိုက်လို့မရဘူးခင်ဗျားတို့သူမျိုးစုတောင်းပြတော့မွေကြိုက်တယ်ဘာရင်စောနေအလားကားပေါင်းဘယ်မှာလဲကျန်းစာခင်ဗျားတို့ပြောတဲ့တိုင်းကျန်းစာနဲ့လူမမြင်ဘူးတိလားကျန်းစာမွေကြိုက်လဲဘာမှဖြစ်ဘူးသူများနတ်စုကလည်းဘာမှဖြစ်ဘူးသူများအောက်လမ်းပညာထက်လမ်းပညာနဲ့လာလို့လည်းဘာမှဖြစ်ဘူးငါတကူအနိုင်မယ်သူပြောတယ်ဘယ်မှာလဲဇုံကြည့်သူဟိမာကူခန်းကြီး16ခန်းငယ်16ကနေ20ဖတ်ကြည့်ပါမွေစုရဲ့ကကိုက်နတ်စုရဲ့ကကိုက်စာတန်ရဲ့ကကိုက်လို့မရဘူးခင်ဗျားတို့သူမျိုးစုတော့ပြတယ်မွေစုကလည်းစာတန်လည်းမွေတကားလာတယ်ခင်ဗျားတို့မွေတကားမွေစုစင်ကနေခင်ဗျားတို့အသက်ရှင်ပြီးတော့သူကလို့ပြန်ကြိုက်တာလေတိလားကျန်းစာလည်းဘာမှနားမလဲဘူးပိုက်ဆံစားဖို့ဟောနေကြတယ်ဆယ်ဆိုင်တို့ဖွင့်အလကားပေါင်းလေ
ဆယ်ဆိုင်မှာတားတဲ့ရှိတယ်အဲ့တားမှာဇောကရှိတယ်ဘယ်တော့မှပြုတ်မှာမဟုတ်ဘူးကျွန်တော်မြင်တယ်ဖြတ်ဖို့ပေးလို့ခင်ဗျပတ်စံစားတာလည်းကောင်းကောင်းမထားသူများနာရင်ငဲ့စီငင်းလိုက်မယ်ဒါပြောခင်ဗျတော့သူ့လေဘယ်ကျက်ဆန်တဲ့လူမမီဘူးမကြိုက်ဘူးတိလားငါတို့ဆုတောင်းပြီးမယ်သူတို့အသက်တက်ပြောလိုက်မယ်အနာငိမ့်မယ်ကောင်းပါတယ်ငါတို့မှာဇာဖို့ဟောစမလို့ဘူးသူတို့ပြီးစင်တဲ့ဆိုလို့ရှိရင်ကောင်းတယ်ဆုတောင်းပြီးမယ်ဒါပဲတိလားနင်လည်းမိသားကြည့်ပါလက်ကဖာကောင်းတယ်နော်ကြည့်ပါဆယ်ဆိုင်မှာတားတဲ့ရှိတယ်ကျွန်တော်မြင်တယ်ကျွန်တော်ဆုတောင်းတယ်ခင်ဗျားတို့မွေအမေအကြည့်နဲ့ကောင်းကခင်ဗျားတို့ကူနေတာခင်ဗျားတားမှာဇောကတခုရှိတယ်ခင်ဗျားဘယ်လိုပဲဆုတောင်းလုံးဝပြောင်းမှာမဟုတ်ဘူးကျွန်တော်မြင်ပြီခင်ဗျားတားရှိလားမရှိဘူးဆယ်ဆိုင်မှာတားရှိတယ်လားလူတွေကြည့်လိုက်သူ့မှာဇောကရှိတယ်ရှိတယ်လားကျွန်တော်မြင်တယ်အဲ့တော့မင်းတို့လူဆုတောင်းပြီးတော့ငါမဝဲမွေလာခွန်းတယ်ဒီမှာမွေခွန်းတယ်ဆိုင်ခွန်းတယ်လေဒီမှာမွေခွန်းတယ်အဘမီမွေခွန်းတယ်လာဆုတောင်းပြီးပါဆယ်ဆိုင်လာကားပါလေဘယ်ကျဆာမစစ်ဒါမျိုးဟမ်တမန်တော်ဒီမှာမွေမခွန်းပါဘူးစာတမွန်ပါဘူးတို့လူတွေဆုတောင်းပြီးတဲ့ချိန်မှာနတ်စုထတ်တော့တယ်ဒါပဲအနာကိုငင်းစီတယ်ဒါပဲပတ်စံမတောင်းပါဘူးတမန်တော်ခန်းကြီးအိတ်ခန်းငယ်ဆက်စကနေ20ဖတ်တိပါဖယားတကူပတ်စံနဲ့ခင်မဲဟိုရမယ်လို့ပြောတာခင်မဲပတ်စံနဲ့ခင်မဲတီတော့ပါဖယားပြောတယ်အိုင်ဆက်ခန်းကြီး33ခန်းငယ်15ကနေ16ခင်မဲတို့တကူသူမျိုးလင်းစားဖို့တော့မလုပ်နဲ့စီမတ်ခန်းကြီးဆယ်ခန်းငယ်8မှာငါပြီးထားတဲ့တကူအလကားကျွန်တော်ပြီးထားတာပတ်စံနဲ့မကြောင်းနဲ့ပတ်စံမတော်နဲ့ယေရှုဖျားပြောတယ်Matthew chapter 10 verse 8ဒီစာကြည့်ဆရာစာရေးတော့အဘမီတော့ဘယ်သူမှနောက်မလိုက်နဲ့မဆုံးကျွန်တော်မြင်ကြည့်ပါကျွန်တော်ကျန်းစာနဲ့ကျွန်တော်ပြတယ်တကူမရှိတဲ့လူကအမှုတော်မဆောင်ရဘူးဒါပေမဲ့တကူအမှန်ကန်ရှိတယ်ဆိုလို့ရှိရင်တော့နာဘူးမရှိဘူးပတ်စံခုမရှိဘူးလင်ညာမရှိဘူးပတ်စံတော့တာမရှိရဘူးပြီးပါဆိုတာဟောလို့မရဘူးနှုတ်ကပတ်တော့မုန်းတယ်မိသားစုဖိတ်ထင်းလိုက်တယ်မိမနဲ့ရောက်ကျဲနဲ့နာဘူးသူ့မှာနာမည်ခံတက်တီဆောက်ထားနဲ့မရှိရဘူးမထားလူမျိုးဘာသာမခွေရဘူးဒါပေမဲ့တကူရှိရမယ်တကူမှာစာတန်တကူနဲ့အသက်ရှင်ဖျားတကူရှိတယ်မထားပါဒီကနေ့အဲ့ဒီလိုပဲဟောမယ် Thank you